UFC ရဲ့ NDA အများဆုံး striker တွေကတယောက်ဖြစ်တဲ့ Justin Gaethje ကိုပထမ2မိနစ်အတွင်း knockout လုပ်နိုင်တယ်လို့ Ilia Topuria ကယုံကြည်ချက်အပြည့်နဲ့ပြောကြားလိုက်ပါတယ်။ Volkanovski နဲ့ပွဲတုန်းကလည်း knockout လုပ်မယ်လို့ကြိုပြောခဲ့တယ်လို့ Max Holloway နဲ့ပွဲတုန်းကလည်း knockout လုပ်မယ်လို့ကြိုပြောခဲ့ပါတယ်။ Charles Oliveira ကိုလည်းနိုင်ယူမယ်လို့ပြောခဲ့ပြီးတကယ်လုပ်ပြခဲ့ပါတယ်။အခုတစ်ခါမှာတော့ Justin Gaethje အလှည့်ရောက်လာပြီလို့ Ilia Topuria ကပြောနေပါတယ်။ဒီ interview ထဲမှာ Justin Gaethje ကိုဘာကြောင့် knockout လုပ်နိုင်တယ်လို့ယုံကြည်နေတာလဲ။ Islam Makhachev နဲ့မထိုးဖြစ်ခဲ့တဲ့အကြောင်း Charles Oliveira ကိုဘာကြောင့်တောင်းပန်တယ်လို့ပြောခဲ့ရတာလဲ။ပြီးတော့ champion တယောက်ရဲ့စိတ်ဓာတ်နဲ့အတွေးခေါ်တွေကိုဖွင့်ဟပြောကြားထားပါတယ်။ဒါဆိုဒီ interview တွေကစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းတွေကိုအတူတူကြည့်လိုက်ကြရအောင်ပါ။ interview အစမှာတော့ DC က Ilia Topuria ရဲ့လက်ရှိအခြေအနေနဲ့ Justin Gaethje နဲ့ထိုးမဲ့ပွဲအတွက်ဘယ်လိုခံစားနေရလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။ I'm already the undisputed world champion. Yes. He's gonna try to knock me out. I'm gonna knock him out. And I hope the best man wins, and I know that I'm the best man. ဒီနေရာမှာ Ilia Topuria ယုံကြည်ချက်ကဘယ်လောက်ထိမြင့်မားနေလဲဆိုတာမြင်နိုင်ပါတယ်။သူက Justin Gaethje ကိုကြောက်ရွံ့နေတဲ့ champion တယောက်မဟုတ်ပါဘူး။အနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်တင်မကပဲ knockout နဲ့အဆုံးသတ်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးနဲ့ပြောဆိုနေတာဖြစ်ပါတယ်။အဲဒီနောက်မှာ DC က Charles Oliveira ကို knockout နိုင်ယူခဲ့တဲ့အကြောင်းကိုပြန်လည်မေးမြန်းခဲ့ပါတယ်။ဒီနေရာမှာ Ilia Topuria ကပရိသတ်အများစုမသိသေးတဲ့စိတ်ဝင်စားစရာအကြောင်းတစ်ခုကိုပြပြခဲ့ပါတယ်။ I didn't wanted you to fight me because I knew what would happen in a fight between me and him, and I was like, listen, I'm so sorry. When you hit him, I like the guy. How cool is Charles? He's a great guy. He's one of the great human beings that I ever met, like in this sport. Charles Oliveira ဟာ UFC ပရိသတ်တွေကြားမှာလူချစ်လူငယ်အများဆုံး fighter တွေကတယောက်ဖြစ်ပါတယ်။ Ilia Topuria ကိုယ်တိုင်လည်း Oliveira ကိုအရင်လေးစားတယ်လို့ပြောပါတယ်။ဒါပေမဲ့သူက Oliveira နဲ့ထိုးမဲ့ပွဲရဲ့ရလဒ်ကိုကြိုသိနေတယ်လို့ယုံကြည်ခဲ့တာကြောင့်တောင်းပန်ပါတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ဒီလို confidence မျိုးဟာ champion တွေမှာပဲတွေ့ရတတ်တဲ့စိတ်ဓာတ်မျိုးဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ UFC ကမူလစီစဉ်ထားတဲ့ပြိုင်ဘက် Justin Gaethje မဟုတ်ပဲ Islam Makhachev ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ I was supposed to fight against Islam. Yeah, that was the original conversation from the UFC. Like, listen, man, you are gonna be fighting Islam. We had, I don't know, a long conversation. We were discussing about a lot of things, and it ended up me fighting Justin. ပြည်သက်တွေအများစုစောင့်မျှော်နေတဲ့ super fight ပွဲကတော့ Ilia Topuria နဲ့ Islam Makhachev တို့ရဲ့ပွဲပဲဖြစ်ပါတယ်။ DC ကိုယ်တိုင်လည်းဒီပွဲဟာ UFC တစ်ခုလုံးမှာအကြီးမားဆုံးပွဲဖြစ်လာနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Ilia Topuria ကတော့စိတ်ပြတ်မနေပဲဘယ်ပြိုင်ဘက်ဖြစ်ဖြစ်လက်ခံထိုးသက်ဖို့အသင့်ရှိနေပါတယ်လို့ပြောခဲ့ပါတယ်။ interview ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ Justin Gaethje ကိုဘယ်လိုအနိုင်ယူမလဲဆိုတဲ့ရှင်းပြတဲ့အပိုင်းပါပဲ။ If he's gonna do what he's been saying that he's gonna move forward and do all those kind of things, I'm gonna put him to sleep in the first 2 minutes. Why? Because this is all I need. I need my opponents to stop in the middle with me to start to exchange punches, and I'm the best in there. I'm the best in the pocket. If he starts running, may it goes to the second round, to the third round, but at the end of the day, I'm gonna end up catching him. ဒီစကားက interview တစ်ခုလုံးရဲ့အဓိက highlight လို့ပြောရမှာပါ။ Justin Gaethje ကအပြန်အလှန်တိုက်ခိုက်ရတာကြိုက်တဲ့ fighter ဖြစ်ပါတယ်။ဒါပေမဲ့ Ilia Topuria ကတော့အဲ့ဒီပုံစံတိုက်ခိုက်မှုအတူတူအကောင်းဆုံးအခြေအနေဖြစ်တယ်လို့ယုံကြည်နေပါတယ်။သူ့ရဲ့အမြင်က Justin ကအပြန်အလှန်ရှင်ထိုးမယ်ဆိုရင် knockout ဖြစ်ဖို့အချိန်မကြာဘူးလို့ဆိုလိုနေခြင်းဖြစ်ပါတယ်။ဒါပြင်သူ့ရဲ့ skill တွေကို Justin Gaethje နဲ့တိုက်ရိုက်နှိုင်းယှဉ်ပြီးပြောဆိုခဲ့ပါတယ် Power is in there, my speed is in there. The skills are in there, and I'm sure I know like I could finish Justin in striking, in the ground. Like even my stamina is better than his. Like everything is better than his. So if you compare those skills to my skills to his skills, like I'm way better than him. This is a fight business. Everything can happen, right? And this is what makes our sport so beautiful because everything can happen in 1 second. But a miracle has to happen. champion တော်တော်များများမှာ confidence ရှိကြပေမဲ့ Ilia Topuria ရဲ့ confidence ကတော့တခြားအဆင့်တစ်ခုမှရှိနေပါတယ်။သူက Justin Gaethje ကိုလေးစားပေမဲ့ skill, power, speed, stamina အားလုံးမှာသူကပိုကောင်းတယ်လို့ယုံကြည်ထားပါတယ်။ဒါကြောင့်ပဲဒီပွဲအတွက်ပြည်သက်တွေပိုပြီးစိတ်ဝင်စားစရာစိတ်လှုပ်ရှားစရာဖြစ်နေကြတာဖြစ်ပါတယ်။ဒီ interview ထဲမှာတော့ Ilia Topuria ရဲ့မယိမ်းယိုင်တဲ့ယုံကြည်ချက် champion mindset နဲ့ Justin Gaethje နဲ့ပွဲပေါ်သူ့ရဲ့အမြင်တွေကိုမြင်တွေ့ခဲ့ရပါတယ်။အခုတော့စကားတွေကပြောပြီးသွားပါပြီ။အမှန်တကယ်ဘယ်သူမှန်တယ်ဆိုတာကတော့ outcome ထဲမှာပဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ဒီလို UFC news တွေ MMA လောကရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုမလွတ်တမ်းကြည့်ရှုခြင်းနဲ့ဆိုရင် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပြီး comment ထဲမှာလည်းဒီပွဲကိုဘယ်သူနိုင်မယ်ဆိုတာရေးခဲ့ပေးပါဦး။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ကျေးဇူးအထူးပါ။